先也是设计。မြစ်သားစမုံပေါက်မှာပါဒီမှာလဲသုံးပြီးဟိုးမှာနည်းနည်းတော့မဟုတ်ဘူးကားတွေရောမကြည့်အောင်အိုးရေတွေကိုထွက်လို့ကြုံအောက်ထဲမှာမြေကြီးထားတဲ့အချိန်နဲ့တလားလောက်ကတော့ဟာဒီရစ်သားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီပိတ်မှာပါရောဒီနေသားကိုတလားနဲ့ပြင်ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာတရားကတော့ထိခိုက်မှုသိမ့်မရှိပြီမဲ့ဒီပြည့်ရေးကြောင်းကြတော့အင်မတန်မှဟိုမှာကားကြီး ဟုတ်ကားကွာဘယ်ဆက်သွားလို့မရတော့ ရတော့ဘူး ကူးကြမှာတော့ခင်ဗျားတို့ထုတ်ကြည့်နေအဲ့ဒါယူ ကားတစ်စီးဟိုမှာ လဲတော့သွားတာမဟုတ်ဘဲနဲ့အရှိဘလို့အဲ့ဒါကူးကြမှာတော့ စားပါလေအပေါ်လေဆိုခုနနဲ့လူကူငနေများလေ မင်းတို့ဟောကတော့အချင်းမောမင်းတို့ပါဖြစ်တော့ကျွန်တော်ရကောင်လေးကျွန်တော်ရဒီနေ့ကအင်္ဂလိပ်လို28ရက်3လပိုင်း2025ငလင်လောက်သွားတဲ့အချိန်တွေမှာဗျာဒါလေးကတော့ကျွန်တော်ပြည်သားအဝင်းပြည့်ရွေလမ်းကြောင်းကြီးပါဗျာရှင်းအောင်ဗျာနည်းနည်းဟိုမှာရှင်းအောင်တဲ့တွေဟိုမှာကားစီဟိုမှာကြောက်ကားစီနော်ဒီတော့ဘာမှပြစ်တယ်တော့မကြောက်ဘူးဗျာဟိုမှာသုံးဝိတ်တီကတော့မြင်တဲ့အတိုင်းပဲဗျာရက်နေပြီဟိုးမှာလိုက်ထွက်ဝမ်းဆုံးရားပြီလို့ရတာတော့ထုတ်လို့ရဘူးကခိုးမရဘူးဒီတော့လည်းဘာဖြစ်ဘူးလေထုတ်ချင်တာလေနော်ထုတ်လို့ရပါတယ်အမလေးရရလေးရပါတယ်ကွာ2ရက်လောက်ရပါတယ်လက်ရှိပြည့်ရွေးချောင်းကြီးကတော့မြင်တဲ့အတိုင်းမှာပဲဗျာနော်ခဏကလေးလှုပ်သွားတဲ့အချိန်တွေပါ12နာရီကျော်လောက်ကလှုပ်သွားတာကျွန်တော်တို့အဲ့လှုပ်တဲ့အချိန်တွေမှာဆိုအမြန်လဲ318ရွှေမကြီးထမင်းဆိုင်မှာကျွန်တော်တို့ကားလေးမြန်ပခတ်ထက်ရမ်းသလောက်အောင်းမရပါလေဗျာတစ်ခါမှတက်မှာတစ်ခါမှဒီလိုမျိုးမကြုံဘူးပါဘူးကျွန်တော်အသက်ဆို46နှစ်ရောက်ပါပြီဗျာအမလေးနားနည်းနည်းလေးကြတဘာဝဆောင်းတယ်ကြောက်ကြမကောင်းဘူးတဘာဝပြီးပြီ မလီ我关了，我关了，这卡路建的，今天的路边的喏，关来路了。我刚才关了呀，我们弄。哦对了今天没养这个哎，我把你这关关了。